မြန်မာဆိုရင်7 night တစ်ချက်တစ် night တစ်ချက်ပြီးတဲ့အခါမှာလည်းအမြဲတမ်းစောင်းဝင်ဖတ်ပြီးတော့မြန်မာလေးဒါဆိုရင်ဘယ်လိုလုပ်အောင်လဲဆိုတာရှင်းပြပြရရင်ကြိုက်ပါတယ်ငါလည်းပဲအစစပါ SIO cover application မှာmanagement foundation ကိုကြားနေဆက်တော့တယ်ဒီမှာဒီကတော့ဖေးဖေးလေးရှိတိုင်းနဲ့ပြီး link Singapore safe ဖြစ်တဲ့နိုင်ငံတစ်ခုလည်းဖြစ်တဲ့ပိုင်းပေါ့အခုဆုံးနေတယ်ပေါ့Amazon က Costco ကအမှားရအရင်ခေါ်ပြီးတယ်ပြီးတေချာလေးရှင်းပြရဲပေါ့နော်ညီမဖဲချိန်လို့သူကအမြဲတမ်းရှင်းပြတယ် even office time မဟုတ်ရင်တောင်မှသူတို့ညမီလည်းညအောင်တခါလေးတေချာလေး guidance လုပ်ပြီးရှင်းပြတယ်ပြည့်စုံလားညီမကရှင်းလို့ဆိုရင် engineering နဲ့ business ကို job ဖြစ်တယ်ပေါ့နော်ပြန်ယူလို့ရနိုင်တဲ့အခါကျတော့ဒီကျွန်တော် guidance ပို့တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီမေးကြဖို့ဘယ်ဟာယူရမလဲဒါပေမဲ့ဘယ်ကြောင်းကောင်းလဲဆိုတာလေအရင်စဉ်းစားရတယ်ပေါ့နော်အဲ့ဒါကိုဒီလိုအခက်ခဲရနေတော့ရှိတယ်ညီမ background အနေနဲ့ကvisa အတွက်ကအရင် risk ရှိတယ်ပေါ့နော် risk ရှိတဲ့အခါကျတော့ဒီကောင်ဘယ်မလားဆိုအရင်ဆုံးဖြတ်ရအခက်တယ်ပေါ့နော်။နောက်ပြီးကြောင်းရေးတဲ့အခါမှာလည်းဘေးကြောင်းကပို့ပြီးတော့အစင်ကြီးလောင်နေညီမအနေနဲ့ဘေးကြောင်းစင်ရဆိုအရင်ရွေးရတဲ့အခါကျတော့ဒီကိစ္စလေးမှာနည်းနည်းတော့ဒီ size ဆိုင်နဲ့လောက်ရတဲ့အခါမှာနည်းတော့အခက်အခဲရှိရပါတော့။ဒါပေမဲ့အမရတဲ့ကိစ္စလေးguidance ပေးတဲ့အခါကျတော့အမဆိုရင်အမလုပ်တဲ့ consultant အမဆိုရင်တေချာလေးပြောပြမိရဲ့တေချာလေးconsultant နဲ့မေးပြီးတယ်အဲ့လိုမျိုးခါကျအမြဲတမ်းအစီအစဉ်ခဲ့ပါတယ်မိတဲ့အချိန်တိုင်းနေတယ်ပေါ့နော်တေချာလေး digital design နဲ့ရှင်းပြပေးတယ်မြန်မာဆိုရင်7 night တစ်ချက်တစ် night တစ်ချက်ပြီးတဲ့အခါမှာလည်းအမြဲတမ်းစောင်းဝင်ဖတ်ပြီးတော့မြန်မာလေးဒါဆိုရင်ဘယ်လိုလုပ်အောင်လဲဆိုတာရှင်းပြပြရရင်ကြိုက်ပါတယ်အရင်စိတ်ရှိပြီးတော့အရင်ပေါ်ရပါတယ်လို့ပြောရပါတယ်အဲ့လိုဆိုအရင်ကျေးဇူးတင်ပါတယ်ပြီးတော့အမြဲတမ်းပေါ့နော်တခြားနံပါတ်2အမြဲတမ်းဒီမှာမေးရှင်တဲ့ဟာကိုအချိန်ပြပြီးခွင့်ရတယ်ပြီးရင်တခြားလေးကောင်းပြီးတဲ့အတွက်ကြောင့်ကျေးဇူးပါတယ်ညီမတို့ပဲလမ်းကိုရမ်းမရှိပဲကြောင်းရမ်းနေဆိုရင်တကယ်တည်တဲ့ consultant နေနဲ့တွားပြီးတော့တိုင်ပင်ရှိပါသူတို့ရှိ Amazon ကအမှားနေလားအရင်ခေါ်ရတဲ့အကြောင်းလို့ညီမတို့ recommend ပေးပါတယ်ပြချင်ပါတယ်